ဒီကြောက်စရာကောင်းတဲ့လူသက်သမားဟာလမ်းဘေးမှာရက်နေပြီးကြောက်စရာကောင်းတဲ့လက်ပြအကျိုးတက်ရောက်မှုကိုလက်ချောင်းထိပ်တွေနဲ့တွက်ချက်နေပါတယ်။သူ့ရဲ့တွက်ချက်မှုပြီးဆုံးတာနဲ့သူဟာအမိုက်ပုံးနားမှာဘောပင်တစ်ချောင်းကိုတည်ငြိမ်စွာချိန်တွယ်ထားပါတယ်။စက္ကန့်အနည်းငယ်ကြာမှမြန်နှုံးမြင့်ကားတစ်စီးကမောင်းနှင်လာပြီးညစ်ပတ်တဲ့ရေတွေကိုပက်ဖြန်းလိုက်တာကြောင့်ဘောပင်ကိုလုံးဝပြုတ်ကျသွားစေပါတယ်။ဘောပင်ကျတံကိုကြားလိုက်ရတဲ့အခါအသက်ကြီးတဲ့လူတစ်ယောက်ကလှည့်ပြီးကောက်ယူဖို့ကိုင်းညွှတ်လိုက်ပါတယ်။အဲ့ဒီတစ်စက္ကန့်အတွင်းမှာပဲစပိန်စီသူတစ်ယောက်ကအရှိန်ပြင်းပြင်းနဲ့ဖြတ်သွားပြီးအဖိုးအိုကိုဝင်တိုက်မိပြီးအနီးနားကတစ်တိဆိုင်တစ်ဆိုင်ကိုတက်တက်ဝင်တိုက်မိသွားပါတယ်။ရုတ်တရက်အငင်းပွားမှုကြောင့်အာယုံပြောင်းသွားပြီးလမ်းစုံမှာစောင့်နေတဲ့ဘတ်စကားမောင်းသူတစ်ယောက်ကခေါင်းလဲလိုက်ပါတယ်။အဲ့ဒီပေါ်ဆမှုတစ်စက္ကန့်အတွင်းမှာပဲရင်ကျုံမီပွိုင်းကအနီရောင်ပြောင်းသွားပြီးဘတ်စကားဟာကြောက်စရာကောင်းတဲ့မတော်တဆမှုတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဟာတိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး။ဒါပေမဲ့ဒီလူသက်သမားကဂယုတစိုက်စီစဉ်ခဲ့တဲ့အစီအစဉ်တစ်ခုပါ။ရဲတွေရောက်လာပြီးစုံစမ်းစစ်ဆေးတဲ့အခါတာမန်ရင်တိုက်မှုတစ်ခုလို့ယူဆကြပေမဲ့အန်နာဆိုတဲ့ရဲအရာရှိတစ်ယောက်ကမြေပြင်ပေါ်ပြုတ်ကျနေတဲ့ခြံဝင်းကိုသတိထားမိလိုက်တဲ့စုံစမ်းစစ်ဆေးမှုအရရဲတွေဟာမြို့ထဲကနောက်ဆုံးဖြစ်ပွားခဲ့တဲ့မတော်တဆမှုကြီး၃ခုမှာတူညီတဲ့ခြံဝင်းကိုရှာတွေ့ခဲ့တဲ့ဆိုတဲ့ကြောက်စရာကောင်းတဲ့အချက်ကိုတွေ့ရှိခဲ့ရပါတယ်။အခုတော့အန်နာနဲ့ဒီထူးချွန်တဲ့လူသက်သမားကြားကတကယ်ဆွဲငင်အားစတင်ပါပြီ။နောက်ထပ်မတော်တဆမှုတစ်ခုဖြစ်ပွားတဲ့အခါအန်နာကချက်ချင်းပဲအခင်းဖြစ်ပွားရာနေရာကိုပြေးသွားပါတယ်။လူသက်သမားကိုတရားပေါ်မှာပေါ့ပေါ့တန်တန်ရက်နေတာကိုတွေ့လိုက်ရပြီးတနက်နဲ့ချိန်ရွယ်လိုက်ပါတယ်။ဒါပေမဲ့သူ့မျက်နှာမှာကြောက်ရွံ့မှုအရေးအယောင်တစ်စက်မှမရှိပါဘူး။သူကလက်တွေကိုတည်ငြိမ်